ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်တဲ့နေရာမှာမြန်မြန်ချမ်းသာနည်းထက်စနစ်တကျနဲ့ရေရှည်တည်တံ့တဲ့ရင်းနှီးမြှုပ်နှံမှုကသာအစစ်မှန်ဖြစ်ပါလေ။ငွေကြေးနဲ့လက်ခွင့်ရရှိစေမည့်ထိရောက်သောရင်းနှီးမြှုပ်နှံမှုနည်းလမ်း10ချက်ကိုအောက်ပါတိုင်းအကြံပြုလိုပါတယ်။၁မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံခြင်း invest in yourself ဒါကအရေးကြီးဆုံးပါ။သင်ရဲ့ကျွမ်းကျင်မှုပညာရေးနဲ့ကျန်းမာရေးအတွက်အချိန်နဲ့ငွေကိုသုံးပါ။သင်ဟာအဖို့တန်းဆုံးအရင်အနည်းဖြစ်တဲ့အတွက်သင်ရဲ့ငွေရှာနေစွမ်း earning capacity မြင့်မားလေကျန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကပိုမိုအောင်မြင်လေဖြစ်ပါလိမ့်မယ်။စနစ်အစုရှယ်ယာများ stocks နာမည်ကြီးပြီးခိုင်မာတဲ့ကုမ္ပဏီကြီးတွေရဲ့အစုရှယ်ယာတွေကိုဝယ်ယူထားခြင်းကရေရှည်မှာအမြတ်ဝေစု dividend ရရှိနိုင်တယ်လို့ရှယ်ယာဈေးတက်လာတဲ့အခါမှာလည်းအကျိုးအမြတ်အများကြီးရနိုင်ပါလိမ့်။၃အိမ်ချမ်းမြေ real estate မြေကွက်အိမ်တို့မဟုတ်ကုန်တို့များဝယ်ယူခြင်းဟာခေတ်အဆက်ဆက်အချမ်းသာဆုံးသူတွေအသုံးပြုတဲ့နည်းလမ်းပါငါးရန်ခါ rental income နဲ့အိမ်ချမ်းမြေတန်ဖိုးတက်လာခြင်း appreciation ဆိုတဲ့အကျိုးအမြတ်နှမျိုးလုံးကိုရရှိစေပါတယ်၄အစိုးရငွေတိုက်စားချုပ်များ government bonds ရင်းနှီးမြှုပ်နှံမှုမှာအန်တရယ်နဲ့နဲ့ပုံမှန်အတိုးနှုန်းရခြင်းသူတွေအတွက်တင်တော်ပါတယ်နိုင်ငံတော်ကအာမခံတဲ့အတွက်ငွေပြောက်ဖို့အခွင့်အလမ်းအလွန်နည်းပါတယ်ငါရွှေနဲ့အဖိုးတန်းသတ္တုများ gold and precious metals ငွေကြေးဖောင်းပွားမှုတန်ကိုကာကွယ်ဖို့ရွှေဟာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါစီးပွားရေးမတည်ငြိမ်တဲ့အချိန်တွေမှာရွှေရဲ့တန်ဖိုးဟာပိုမိုခိုင်မာလာလိမ့်ရှိပါတယ်၆စီးပွားရေးလုပ်ငန်းသစ်များ business ventures မိမိကိုယ်တိုင်လုပ်ငန်းတစ်ခုစတင်ခြင်းသို့မဟုတ်အလားအလာရှိတဲ့လုပ်ငန်းငယ်လေးတွေမှာအရင်အနည်းထည့်ဝင်ခြင်း angel investing ကလည်းကြီးမားတဲ့အကျိုးအမြတ်ကိုပေးနိုင်ပါသည်ခွန်အပြန်အလှန်ရင်းနှီးမြှုပ်နှံရန်ပုံငွေ mutual funds ETFs ရှယ်ယာဈေးကွက်ကိုကောင်းကောင်းနားမလည်သူရင်ကျွမ်းကျင်သူတွေစီမံခန့်ထွဲနိုင်ရန်ပုံငွေအဖွဲ့တွေကတဆင့်ရင်းနှီးမြှုပ်နှံပါဒါဟာအန်တရေကိုဖြန့်ကျက်ထားတဲ့အတွက်ပုံမစိတ်ချရပါသည်ရှစ် digital ပိုင်ဆိုင်မှုများ digital assets ယနေ့ခေတ်မှာ cryptocurrency သို့မဟုတ် digital ရောင်းဝယ်မှုတွေဟာရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်တတိထားရမှာကဒါဟာအလွန်အတက်အကျကျန်းတဲ့အတွက်တေချာနားလေမှသာယင်းနှီးမြှုပ်နှံတင်ပါတယ်ကိုအငင်းစယူမိရန်ပုံငွေများ retirement accounts မိမိအသက်ကြီးတဲ့အခါတတနေနိုင်ဟုအခုကလေးကစုဆောင်ထားတဲ့ရန်ပုံငွေတွေဟာ compound interest အဒိုးပေါ်အဒိုးဆင်ချင်းရဲ့အစွမ်းကြောင့်နောက်20-30နှစ်မှာအစာမတန်များပြားလာမှာပါစေအသိပညာနဲ့မူပိုင်ခွင့်များ intellectual property စာအုပ်ရေးခြင်း software ဖန်တီးခြင်းသို့မဟုတ် online သင်တန်းများပြုလုပ်ခြင်းကတော့ passive income အိမ်နေရင်ငွေဝင်မိလမ်းဆောင်များကိုတည်ဆောက်ပါအရေးကြီးသောမှတ်ချက်ရင်းနှီးမြှုပ်နှံမှုအတိုင်းမှာအန်တရရှိပါတယ်